ကဲညီကိုတို့ဒီနေ့လေကျွန်တော်ပုံမှန်တိုင်းသုံးမဲကောင်းလေးသုံးသပ်ဖို့ချိန်ရောက်လာပြီပေါ့နော်ကျွန်တော်ရဲ့ဒါသုံးမဲကောင်းလေးကို YouTube မှာမျှော်နေညီကိုတိုင်းအတွက်ကျွန်တော်အကောင်းဆုံးသုံးသပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ကဲကျွန်တော်ဗီဒီယိုလေးကြိုက်တဲ့ဆို like share comment လေးတွေနဲ့ဒါကျွန်တော် Telegram channel လေးဝင်ထားဖို့မမေ့ကြပါနဲ့ညီကိုတို့ကဲဒါဆိုရင်စကြည့်အောင်ကဲညီကိုတို့ကျွန်တော် Telegram channel ကဒါ comment တွေမှာရှိရနော်ကဲပထမဆုံးအနေနဲ့ကျွန်တော်သုံးသပ်ပေးခြင်းတဲ့ပွဲကတော့ Fuan နဲ့တွေ့ကြမယ် Brighton ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်အမြင်အနေထားနဲ့ပေါ့နော် Fuan ကိုနိုင်မယ်လို့တော့မထင်ဘူးပြညီကိုတို့ Brighton ရုန်းကန်ရလိမ့်မယ် Fuan အင်ကွင်းမှာပြီးခဲ့တဲ့ပွဲစဉ်တွေမှာ Brighton အနေနဲ့အကောင်းဆုံးဆက်ဆောင်ရေးအားပိုင်းဆိုင်ရာကိုပြဋ္ဌာန်းနိုင်တယ်ဆိုပေမဲ့ Fuan ကိုတော့နိုင်နိုင်မယ်လို့ကျွန်တော်ကတော့မထင်သေးဘူးဗျ။ Fuan အနေနဲ့အင်ကွင်းအရင်ကောင်းနေညီကိုတို့ပြောမယ်ဆိုရင်ပေါ့နော်။သူတို့เนี่ย detective ဆိုမှုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း Fuan ကိုနိုင်ခဲ့ဘူးတယ်ဆိုရလက်မျိုး Brighton မှာမတွေ့ခဲ့ရအောင်။ဒီလိုရလက်မျိုးတွေက Brighton ကို link ရဲ့ pressure ပြည့်စရာဖြစ်မယ်လို့ကျွန်တော်ထင်တယ်။နောက်ပြီး Fuan အနေနဲ့အကောင်းဆုံးဆက်ဆောင်ရေးအားပိုင်းဆိုင်ရာပြသနိုင်တာက Chelsea နဲ့ပွဲမှာ 2-1 နဲ့ Chelsea ကိုအနိုင်ယူထားတဲ့ညီကိုတို့အဲ့ရလိုက်ရှိမယ်နောက်ပြီး2-2နဲ့ Liverpool ကိုရအောင်ကန်ထားတယ်အဲ့ရလိုက်တွေရှိမယ်နောက်ပြီးထားပါတော့ဒါအရှာအများကြီးပဲပေါ့နော်ပြောမယ်ဆို Fuan အင်ကွင်းအကောင်းတယ်ဆိုတာ right သိတယ်ပေါ့နော် Brighton အနေနဲ့အဝေးကွင်းအင်ကွင်းကောင်းတယ် Brighton အဝေးကွင်းကောင်းလားဆိုတော့အဝေးကွင်းလည်းအနေငယ်တော့ကောင်းလာရဲဆိုတဲ့အနေထားမျိုးမှာတော့ရှိတယ်ဒါပေမဲ့ပြန်စဉ်းစားမယ်ဆိုလို့ရှိရင် Fuan ကပို့ပြီးတော့အင်ကွင်းကောင်းတယ်ဆိုတဲ့အတွက် Fuan ကိုရှင်းပြနေမယ်မထင်ဘူးကြည့်မယ်ကြည့်ဖွင့်လာတာက Fuan က level 10ရှုံးဆိုကြည့်ချို့ကြည့်ဒီမှာတော့ level 50ရှုံးလည်းဖြစ်မှာပေါ့နောက်ပြီး3လုံး60နိုင်ဆိုတော့ဂိုးပေါင်းကြီးကိုကျွန်တော်စိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုလို့ရှိရင် Fuan ကလည်းသွင်းနိုင်တယ်လို့ Brighton ကလည်းကိုသွင်းနိုင်တယ်အနည်းဆုံး1-1မဟုတ်လို့ရှိရင်2-1လောက်တော့ရမယ်လို့ကျွန်တော်ထင်တယ်ဗျညီကိုတို့အဲ့လောက်ထိသွားမယ်လို့ကျွန်တော်ထင်တယ်ဂိုးပေါင်းအောက်ကိုသွားမယ်လို့တော့မထင်ဘူးညီကိုတို့အနည်းဆုံး Fuan ကတော့ကြိတ်နေရှင်ပြိုင်ပြီးတော့ဂိုးရအောင်သွင်းမှာပဲကျွန်တော်ကတော့ထင်တယ် Brighton ရဲ့ခံစစ်ကိုကြည့်မှဆိုလို့ရှိရင်လည်းအနည်းဆုံးဂိုးကတော့ပေးရတာပဲညီကိုတို့ပြီးခဲ့တဲ့3ပွဲဆက်ကိုကြည့်မှဆိုအနည်းဆုံး1ဂိုးလောက်တော့ပေးရတယ်ဂိုးပြန်သွင်းတယ်ဂိုးပြန်ပေးရတယ်Fuan ကိုကြည့်မှဆိုလို့ရှိရင်ဂိုးတော့ပေးရတယ်ဂိုးလည်းပြန်သွင်းနိုင်တယ်အဲ့လိုအသင်းအနေနဲ့3လုံးကြီးဆိုတော့ကမဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ထင်တယ်နှလုံးကြီးဖြစ်နေပြီဆိုလို့ရှိရင်တော့ဒါဂိုးအောက်ကိုသွားသိနေဆိုပေမဲ့3လုံးကြီးကတော့3လုံး60နိုင်ဆိုတဲ့ကြီးမှာတော့3လုံးကိုရောက်နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျအားကြောင့်မို့ကျွန်တော်ဂိုးဘော်လေးကိုပို့ကြိုက်တယ်ဘော်ဒီဆိုလို့ရှိရင်တော့ကျွန်တော် Fuan ကိုပဲကျွန်တော်ကြိုက်တယ်လို့ပြောရမယ် Fuan အနေနဲ့ဒါ Brighton ကိုရှုံးမယ်လို့တော့မထင်ဘူးအနည်းဆုံးသူတို့ level 10ရှုံးတော့10လောက်တော့ရင်းလိုက်မှာပေါ့ဗျာ10ကတော့အကြောင်းမရှိပါဘူးBrighton နိုင်သွားခဲ့ပြီဆိုလို့ရှိရင်လည်းဒါအနည်းဆုံးကျွန်တော်ကတော့ဂိုးဘော်ကြိုက်တယ်ဂိုးဘော်ကိုကျွန်တော်ပို့ပြီးတော့အားပေးတယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော် body မှာနေမှာဆိုလို့ရှိရင်တော့ကျွန်တော် Fuan ကိုနေဖြစ်ပါမယ်ဒီကိုနော်ရင်းပြီးတော့ကျွန်တော်နေလိုက်မယ်ကဲဒါဆိုနောက်တစ်ပွဲတော့ကြည့်အောင်ကဲနောက်တစ်ပွဲနဲ့ကျွန်တော်ရွေးချက်ပေးထားတာကတော့ဒါ Liverpool နဲ့တွေ့ကြမယ်ဘုံပေါက်တွေပွဲစဉ်ပဲဖြစ်တယ်ပေါ့နော်ကဲဒီပွဲစဉ်မှာဆိုရင်တော့တကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေရှိတယ်သူတို့เนี่ยထိတဲ့တဆုပ်မှုကိုကြည့်လိုက်မယ်ဆိုရင်ဘုံပေါက်က Liverpool ကိုနိုင်ခဲ့ဘူးတာမရှိဘူးပြီးခဲ့တဲ့9ပွဲဆက်ကြည့်မယ်ဆိုလို့ရှိရင်တော့တပွဲလောက်တော့နိုင်ခဲ့ဘူးလေရော1-0နဲ့ဒါပေမဲ့ Liverpool ကအဲ့ချိန်တော့အခြေအနေမကောင်းလို့ပဲဖြစ်လိမ့်မယ်ပေါ့နော်ဒီလိုအခြေအနေမျိုးမှာတော့ Liverpool ကိုရှုံးကပ်မယ်လို့တော့မထင်ဘူးဗျဥရောပဝင်ခွင့်တနေရာကိုလည်းရယူမှာဖြစ်နေတဲ့အတွက်ဒီကြပေါက် Liverpool ကိုဘုံပေါက်ကိုနိုင်မအောင်ရမယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်အောက်က Manchester United နဲ့လည်းအမှတ်ကတိတ်กว่าတာမဟုတ်တပတ်ပဲกว่าတာဒါပေမဲ့အပေါ်အသူတွေနဲ့ကအမှတ်ကတော်တော်ဟွာဟနေတယ်အားကြောင့်မလို့အမှတ်ကွာမှုကိုထိန်းထုတ်အတွက်ဘုံပေါက်ကိုနိုင်အောင်ကန်ရမယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဘုံပေါက်ကလည်းအိမ်ကွင်းကောင်းတာနဲ့ရှင်ပင်ရခက်ခဲမဲ့ပုံစံတစ်ပွဲဖြစ်လာမယ်လို့တော့ထင်တယ် Liverpool တော့အဝေးကွင်းကောင်းလားအဝေးကွင်းအရင်ကောင်းတော့မဟုတ်ဘူးဆိုပေမဲ့လည်းအာဆင်နယ်ကိုကြည့်လိုက်ဇီဇီနဲ့ရအောင်ကန်ထားတယ်တကူမှတော့အသွင်းမခံတာဘူးဘဘုကန်စစ်ကဘာကြောင့်အခုမှကောင်းလာရတာလဲအရင်ကတော့မကောင်းဘူးဗျာအခုတော့နောက်ပိုင်းအဖြစ်ဖြစ်ချင်းကောင်းလာတယ်နောက်ပြီးဘုံဘောက်ကလေဘောအာဆင်နယ်နဲ့တွေ့တဲ့ချိန်တော့ဂိုးတွေသွင်းဂိုးတွေပေးဒီလိုမျိုးရအောင်သွင်းလာတာပေါ့နော်အာဆင်နယ်ကတော့ဂိုးသွင်းနိုင်တယ်ဆိုတော့လီဗာပူးကိုဂိုးမသွင်းနိုင်စရာတော့မရှိဘူးလို့ကျွန်တော်ကထင်တယ်ဗျသူတို့เนี่ยထိတဲ့တစုံမှာကြည့်ရဆိုလို့ရှိရင်တော့ဘုံဘောက်အနေနဲ့ပြီးခဲ့တဲ့နှစ်ပွဲဆက်အိမ်ကွင်းမှာဂိုးတော်တစ်ချက်တောင်သွင်းနိုင်ခဲ့တာမရှိဘူးဒါပေမဲ့လီဗာပူးအိမ်ကွင်းမှာဆိုရင်တော့ဂိုးသွင်းနိုင်ခဲ့တာရှိတယ်ဒါမှမဟုတ်ဘုံဘောက်အိမ်ကွင်းမှာဂိုးမသွင်းနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ကတော့ထင်မိတယ်ဗျနော်ဒါကြောင့်မို့ကြေးဖွင့်လာတာကိုတစ်ချက်ကြည့်လိုက်မယ်။ဗာကြေးတွေဖွင့်လာလဲပေါ့။လီဗာပူးကတစ်လုံး90နိုင်၃လုံး10နိုင်ဆိုကြေးကိုဖွင့်လာတယ်ပေါ့နော်။စဉ်းစားကြရတော့ဖြစ်တယ်နော်ညီကို။လီဗာပူးအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တစ်လျှောက်မှာဆိုလို့ရှိရင်ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်တစ်လျှောက်မှာဆိုရင်ဂိုးပေါ်ခဲ့တာရှိသလိုဂိုးအောက်ခဲ့တာလည်းရှိတယ်။အဝေးကွင်းဆိုလို့ရှိရင်တော့ဒါမာစိတ်နဲ့ပွဲမှာဒါချန်ပီယံလိပွဲပေါ့နော်။ဒါကတော့ထားပါတော့။အဝေးကွင်းအာဆင်နယ်နဲ့ပွဲမှာဂိုးအောက်ခဲ့တယ်။ဖူအန်နဲ့ပွဲဂိုးပေါ်ခဲ့တယ်။အင်္ဂလိပ်ကောင်းတယ်ဆိုတဲ့အနေအထားမျိုးတွေမှာဂိုးပေါ်ခဲ့တယ်ပေါ့နော်။ဒါကြောင့်မို့ဘုံဘုံနဲ့တွေ့တဲ့ခါမှာလည်းဂိုးပေါ်မယ်လို့ကျွန်တော်ကတော့ထင်မိတယ်ဗျာဒီကိုနော်3လုံး10နိုင်ဆိုကြည့်မှာကျွန်တော်ဂိုးပေါင်းအပေါ်လေးပဲကျွန်တော်သွားကြည့်ခြင်းနဲ့တလုံး90နိုင်ဆိုတဲ့ body ကြီးမှာဆိုလို့ရှိရင်တော့လီဗာပူးကိုလည်းနေချင်ပါတယ်ဒီကိုလို့နော်တလုံးတာသီးနဲ့နိုင်လားကြည့်လို့ရှိရင်တော့နိုင်ကြီးကမြင့်နေဒီကိုလို့ကြည့်မယ်ဆိုတလုံးတာသီးနဲ့တော့နိုင်နေမနိုင်ကြအကြောင်းမရှိဘူးအနည်းဆုံး2-1မဟုတ်ရင်2-3ဒီလောက်တော့သွားမယ်လို့ကျွန်တော်ကတော့ထင်နေဗျာဒီကိုလို့နော်ဘာဘူးအနေနဲ့တလုံးတာသီးနဲ့တော့နိုင်ကြီးလည်းရှိတယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်ကဲဒါကြောင့်မလို့ကျွန်တော်ရွေးချက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လီဗာပူးပဲကျွန်တော်ရွေးချယ်ရမှာ
Liverpool body နဲ့ကျွန်တော်ကိုပေါင်းအပေါ်လေးတော့နိုင်ပို့ကြိုက်တယ်ဒါပေမဲ့ Liverpool body လည်းကျွန်တော်ကြိုက်ပါတယ်ဗျတလုံးသားသေးနိုင်ချင်ရှိတဲ့တော့ပေါ့နော် Liverpool body ကိုပေါင်းအပေါ်လေးကျွန်တော်သွားမယ်နော်ဒုတိယပွဲစဉ်အတွက်ကဲဒါဆိုလို့ရှိရင်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုကြည့်လိုက်အောင်နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကတော့ဒါ Bundesliga လေးကတွေ့ကြမယ်ကျွန်တော်ဘိုင်ယန်ပွဲကျွန်တော်မြူလိုက်ပေါ့နော်ဘိုင်ယန်ပွဲလည်းရှိတယ်ဘိုင်ယန်ပွဲကတော့တည့်တဲ့အတိုင်းဘိုင်ယန်ပဲနေတာကောင်းတယ်ကျွန်တော်ဒါဘိုင်ယန်ပွဲပါပြောလိုက်တာပေါ့နော်ဘိုင်ယန်ပဲနေတာကောင်းပါတယ် Bundesliga မှာဆိုတော့ဘိုင်ယန်ကိုရှင်နိုင်တဲ့အသင်းဆိုတာရှိမယ်တော့မထင်ဘူးတစ်ဖက်အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘိုင်ယန်ကိုနိုင်ခဲ့ဘူးလေဆိုတာတော့မရှိဘူးအားကြောင့်မလို့ဘိုင်ယန်ကိုနေတာပဲကောင်းမယ်နော်ဘိုင်ယန်ပွဲစဉ်ကကျွန်တော်မကြည့်ပြောတော့ဘူးအခုပြောမယ့်ပွဲစဉ်ကဘုံဒေါမွန်နဲ့တွေ့ကြမယ် Union ပါလေဒီပွဲစဉ်မှာဆိုလို့ရှိရင်ရော Union ပါလေအိမ်ကမှတော့ဒေါမွန်တို့အနေငယ်ရုန်းကန်ရတယ်ဆိုတဲ့အနေထားမှရှိတယ်ဒါပေမဲ့အခုအချိန်တွေကဒေါမွန်တို့ပြန်နိုင်ရမယ့်အခြေအနေလို့ကျွန်တော်တို့ထင်နေပြနေကိုလို့ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါမွန်တွေနဲ့ဒုတိယနေရာမှာရောက်နေဆိုပေမဲ့ပေါ်ကဘိုင်ယန်မီနစ်နဲ့အမှကွာဟနေတယ်ဒါပေမဲ့အရင်တော့လည်းမဟုတ်ပါဘူးညီကိုလို့နော်ဒေါမွန်တို့ကဒုတိယနေရာရပြီးတော့ Europa ဝင်ခွင့်တဲ့နေရာရသွားဖို့ဆိုတာကပြနိုင်ချေအရင်မြင့်နေတယ်ပေါ့နော်ဖလားတော့မရနိုင်ဘူးပေါ့ Bundesliga ဖလားတော့ရနိုင်ကြတော့နေတယ်ဒါပေမဲ့ဒီချက်ပေါက်သူတို့ Europa ဝင်ခွင့်တဲ့နေရာတော့ရဖို့များတယ်ဒါကြောင့်မလို့ဒေါမွန်တို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ရိုင်းအားဆိုင်စားလဲလိုမှာတော့မဟုတ်ဘူးတလုံးသားစီးနဲ့ပဲနိုင်သွားဖို့များမယ်လို့ကျွန်တော်ထင်တယ် 2-1 မဟုတ်ရင်လည်း 2C အဲ့လောက်ကတော့အများဆုံးပဲကျွန်တော်အဲ့လောက်သွားမယ်လို့တော့ထင်တယ်ဒေါမွန်ကပြီးခဲ့တဲ့ပွဲစဉ်တွေတစ်ချောင်းမှာဆိုလို့ရှိရင်တော့ဒါ Spa ကိုပွဲမှာဆို Spa အိမ်မှာ Champion League ပေါ့နော်အဲ့တော့ရှုံးခဲ့တယ်ဒေါမွန်အိမ်ကြီးပဲစတိုက်ကန်ခဲ့ရတာနိုင်ခဲ့တာဒီပွဲစဉ်တွေများတယ်ပေါ့နော်ကဲဒီပွဲစဉ်မှာဘယ်လိုများဖြစ်ကြလဲကြီးတော့တစ်ချက်ကြည့်ကြီးနဲ့ဆုံးဖြတ်မယ်ပေါ့နော်ကြီးဖွင့်ထားတာကိုကြည့်မှဆိုလို့ရှိရင်ဒေါမွန်က level 80ရှုံးနှလုံး100ရှုံးဦးဒါကိုအောင်မယ်ဆိုတဲ့ဒီတောင်းမှာပြောချင်နေတာဒီကိုလို့နော် level 80ရှုံးဆိုတဲ့ကြီးမှာဒေါမွန်တို့ရှုံးခတ်မယ်လို့တော့မထင်ဘူးဒါပေမဲ့ကိုပေါင်းအောက်ကတော့တေချာတော့ဖြစ်သွားပြီဘာကြောင့်လဲဆိုဘန်ဒလီဂါတွေမှာနှလုံးကြီးဆိုတာလက်ကားမဟုတ်ဘူးညီကိုလို့ကိုပေါင်းအောက်မယ်ဆိုတဲ့နေထားကိုသွားချင်နေတာပေါ့နော်ပုံမှန်3လုံးကြီးပဲလာတတ်တာနှလုံးကြီးဖြစ်ပြီဆိုလို့ရှိရင်ကိုပေါင်းအောက်ကပိုပြီးတေချာတယ်ဆိုတဲ့နေထားမှုမှာရှိတယ်နော်ညီကိုလို့ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါမွန်ကလည်း Union Berlin ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်ရိုင်းကိုပေါင်းအပေါ်ကိုသွားခဲ့တယ်ဆိုတဲ့ပွဲတွေလည်းရှိလို့မျိုးကိုပေါင်းအောက်ခဲ့တဲ့ပွဲတွေလည်းရှိခဲ့ဘူးလေဒါကြောင့်မလို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒေါမွန်တို့အနေနဲ့ကိုပေါင်းအောက်ကိုပဲသွားမယ်လို့ကျွန်တော်ထင်မိတယ်ဗျာညီကိုနော်နှလုံး100ရှုံးနှလုံးဆိုအပြည့်ရှုံးပါဗျာ3လုံးဆိုလို့ရှိရင်အနိုင်ပေးနေဒါပေမဲ့နှလုံးကြီးဆိုတာရှားတယ်နော်ညီကို3လုံးအနိုင်လေးတွေမဟုတ်ရင်3လုံးအရှုံးလေးဖြစ်တဲ့တာတကယ်လားအဲ့လိုမျိုးကြီးတွေမဟုတ်ဘဲနဲ့တေချာပေါက်ဒီပွဲစဉ်မှာကနှလုံးကြီးဆိုတော့ကိုပေါင်းအောက်ကိုသွားမယ်လို့ကျွန်တော်ထင်နေညီကိုနော်ကိုပေါင်းအောက်ကရွေးချယ်စရာအကောင်းဆုံးတစ်ခုဖြစ်မယ်နေမယ်ဆိုဘောရင်ဒေါမွန်ဘော်ဒီပဲကျွန်တော်နေမယ် level 80ရှုံးဆိုကြည့်ပါဒေါမွန်တို့ရှုံးခံမယ်လို့တော့မထင်ဘူးဗျာညီကိုနော် level ကြီးဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့ဒေါမွန်လေးပဲသွားမယ်။ဒါကြောင့်မို့နောက်ဆုံးပွဲစဉ်နဲ့ရွေးချယ်လိုက်တဲ့ကဒေါမွန်ဘော်တွေနဲ့ကိုပေါင်းအောက်လေးပဲဖြစ်ပါတယ်ဗျာညီကိုနော်။ကဲကြည့်ရှုပေးညီကိုကျေးဇူးတင်ရှိပါတယ်ညီကိုလည်းတော့အားလုံးလည်းရဖို့လည်းကျွန်တော်သုသားပေးနေတာဖြစ်တဲ့အတွက်ညီကိုဒီဗီဒီယိုကြိုက်ဆို like share comment လေးပေးခဲ့ဖို့ကျွန်တော်တောင်းဆိုချင်တယ်နောက်ပြီးကျွန်တော် Telegram channel လေးဝင်ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်နော်။ကဲညီကိုလည်းအားလုံးကျေးဇူးတင်ပါတယ်